ကျွန်တော်တို့ဆိုအနေနဲ့အာကာသနည်းပညာကဏ္ဍမှာကမ္ဘာနိုင်ငံတွေနဲ့ရင်မောင်တန်းဆောင်ရနေဖို့မြန်မာအာကာသအေဂျင်စီကိုလုံငါတာဝန်လက်ပံခွင့်တွေနဲ့အတူဖွဲ့စည်းတာဝန်ပေးရထားခဲ့ပြီးလက်ရှိမှာတော့အာကာသပြတဲ့ဖွင့်နေတာလူငယ်တွေတဲ့အာကာသဆိုင်ရာပြိုင်ပွဲတွေပြည့်စုံပြုပြီးတာစားတဲ့လူထုပညာပေးရေးအစီအစဉ်တွေမှာစီစဉ်ဒီမှသည်ဂျိုရုမြေပြင်ထိန်းချုပ်ရေးစခန်းတိဆောက်ခြင်းအထိဆောင်ရွက်နေခဲ့ပါတယ်ဂျိုရုချဲလက်တွေနဲ့ AI နည်းပညာကိုပေါင်းစပ်ပြီးစိုက်ပျိုးရေးတဘာဝဘေးရန်စီမံခန့်ခွဲရေးနဲ့မြေသုံးချမှုစီမံခန့်ခွဲရေးပါဝင်အခြားလူမှုစီးပွားရေးကဏ္ဍတွေမှာလက်တွေအသုံးချနိုင်ဖို့ကိုလည်းကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်ပြည်ပပူးပေါင်းဆောင်ရွက်မှုတွေနဲ့ရုရှားနိုင်ငံနဲ့အစိုးရချင်းချင်းသဘောတူညီချက်လက်မှတ်ရေးထိုးထားသလိုတရုတ်အိန္ဒိယဘီလာရုစ်အထူးအပါအဝင်နိုင်ငံတကာအာကာသအဖွဲ့အစည်းတွေနဲ့လည်းအာကာသနည်းပညာနယ်ပယ်ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်နေပါတယ်။မကြာခင်မှာမြန်မာနိုင်ငံပိုင်ဂျိုရုကိုတရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးလွှတ်တင်ဖို့လူဆောင်အရင်းမြစ်နဲ့လိုအပ်တဲ့နည်းပညာလုပ်ငန်းတွေစတင်ပြင်ဆင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။နာနိုဆက်တလိုက်နဲ့မက်ခရိုဆက်တလိုက်တွေကိုလည်းမိဖွဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းတည်ဆောက်လွှတ်တင်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်မြန်မာအာကာသရည်မှုတွေအာကာသခီးစဉ်မှာလိုက်ပါဝင်နိုင်ဖို့တဲ့ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးအာကာသရည်မှုလောင်းတွေကိုစစ်စစ်ရွေးချယ်လေ့ကျင့်ပေးနိုင်ရန်ဆောင်ရွက်နေပါတယ်။အနာဂတ်မှာမြန်မာနိုင်ငံသားအာကာသရည်မှုတူနိုင်ငံတကာအာကာသစခန်းမှာတာဝန်ထမ်းဆောင်နိုင်တာဟာဒေတာအသင်းမှာသာမကကမ္ဘာမှာပါနိုင်ငံနဲ့နိုင်ငံသားတွေအတွက်ဂုဏ်ရမဲ့တမိုင်းမှတ်တဲ့တစ်ခုဖြစ်လာတော့မှလည်းဖြစ်ပါတယ်။အာကာသနည်းပညာကကိုယ်ကျဲစိတ်များပြားပြီးအချိန်ယူဆောင်ရွက်တဲ့ကဏ္ဍဖြစ်ပေမဲ့နိုင်ငံရဲ့ရည်ရှိအနာဂတ်အတွက်မဖြစ်မနေရင်းနှီးမြှုပ်နှံသွားမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ပြည်တွင်းနည်းပညာအခြေခံနဲ့လူဆောင်အရင်းမြစ်ကိုမြင့်တင်ရင်နိုင်ငံတကာမိဖက်တွေနဲ့လက်တွဲပြီးတော့မှမြန်မာနိုင်ငံရဲ့အာကာသအိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်